GFT ဖြည့်တဲ့အခါမှာကွန်ပျူတာ screen ပေါ်မှာပေါ်နေတဲ့အချက်လက်လေးတွေကိုကြည့်ပြီးတော့ကိုကဘာတွေသတိထားမလဲသတိပြုရမယ့်အချက်လေးတွေကိုပြပြပေးခြင်းလို့ပါဆိုတော့တော်တော်များများက GFT ကကွန်ပျူတာနဲ့ဖြည့်ရတာဆိုတော့မဖြည့်တတ်မှကြောက်တယ်မှားမှကြောက်တယ်စသဖြင့်လာမေးကြလို့ပြည်အကြောင်းသားလေးတွေအတွက်ပညာဒါနအနေနဲ့ဒါလေးကိုပြန်ပြီးတော့ sharing လုပ်ပေးမလို့ပါကဲဆိုတော့ဒီစာမျက်နှာလေးဒီကျောင်းသားတို့တကယ် GFT ဆောင်းပွဲကိုတက်စင်တာမှာသွားဖြည့်တဲ့အခါမှာကွန်ပျူတာမှာမြင်ရမယ့်အပိုင်းလေးဖြစ်ပါတယ်ဆိုတော့ဒီအပိုင်းလေးမှာပါတဲ့ဟာလေးကိုပြည်ကသတိထားမယ့်ချက်လေးပြပေးမလို့ပါနော်ကဲစပြီဆိုတော့ကဲကျောင်းသားတို့တွေစာမေးပွဲကိုစပြီးဆိုလိုက်တာနဲ့အရင်ဆုံးစာအရင်ဖြေရမှာမဟုတ်ဘူးเนาะသူက introducing ဆိုတဲ့အပိုင်းလေးပါပါတယ်အဲ့ဒီအပိုင်းမှာကကျတော့လေကျောင်းသားတို့စာမေးပွဲမဖြေခင်မှာသူတို့က summary ကောက်တဲ့အနေနဲ့ question လေးတွေမေးတယ်ပေါ့เนาะဒါဒီစာနဲ့မဆိုင်ဘူးကိုဖြေခြင်းတယ်လို့ဖြေလို့ရတယ်ကြိုက်တယ်လို့ဖြေလို့ရတယ်ကဲဆိုတော့ပြီးသွားလို့ရှိရင်အပိုင်းလေးပိုင်းဖြေရတယ်ဆိုတော့ကျောင်းသားတို့တော်များများသိလိမ့်မယ်ပေါ့เนาะစာမေးပွဲဖြေတဲ့အခါမှာဆိုရင် script and vocabulary ပိုင်းရှိတယ် conversation and expression ရှိတယ် listening ပိုင်းရှိတယ် reading ပိုင်းရှိတယ်၄ပိုင်းဖြေရတယ်200ရမှအောင်တယ်250ဘူးဖြေရတယ်200ရမှအောင်တယ်ဒါတွေကတော့အကြမ်းပြင်းတော်တော်များများသိလောက်မယ်လို့ထင်ပါတယ်ဆိုတော့အခုအဓိကပြောချင်တာကတော့ဒီရဲ့ computer screen ပေါ်မှာပေါ်နေတဲ့ဟာလေးတွေကိုအဓိကပြောချင်တာပါကဲအရင်ဆုံးအနေနဲ့ကျောင်းသားတို့ဒီအပေါ်ဆုံးမှာဒါလေးကိုမြင်လားမသိဘူးเนาะအပေါ်ဆုံးမှာဒီမှာsession time remaining ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒီနောက်မှာ00ဒါလေးကတော့အခုကနမူနာပြတဲ့ဟာလေးမလို့တုံညနေကြီးဖြစ်နေတာတကယ်ဆောင်ဝက်ဖြည့်တဲ့အခါမှာကျောင်းသားတို့ဒီ GFT ဒီဘယ်လောက်ဖြည့်ရလဲမိနစ်60ဖြည့်ရတယ်မိနစ်60ကိုမှသူကနောက်ပြန်သွားမှာဆိုတော့ဆောင်းမီပွဲကိုစလိုက်ပြီဆိုတာနဲ့59 58 59ဆိုပြီးနောက်ပြန်သွားမှာရမှာနော်ဆောင်းမီပွဲဒီနောက်ပြန်သွားနေမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကြည့်ုံနဲ့ငါရဲ့ဆောင်းမီပွဲစိန်ကဘယ်လောက်ကျန်သေးလဲဆိုပြီးတော့တတိထားလို့ရအောင်လို့စခွေမှာထိတ်ဆုံးမှာကိုသူကပေးထားတာနော်အဲ့ဒါကိုကြည့်ပြီးတော့ဆောင်းမီပွဲအချိန်ဘယ်လောက်ကျန်သေးလဲအပုတ်ရင်ငါဘယ်လောက်ဖြည့်အောင်မှလဲစသဖြင့်အချိန်ကို management လုပ်လို့ရအောင်လို့ဒီမှာပေးထားတာဖြစ်ပါတယ်ရမှာနော်ကဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီဘက်ကကာလာလေးတွေကိုလည်းပြည့်တစ်ချက်ပြပေးစင်လို့အဲ့ဒါလေးလည်းတတိထားမယ့်အချက်လေးပေါ့နော်ဆိုတော့ဒီမှာintro ပိုင်းလေးဒီဆောနာပြောထားသလိုမျိုးပဲစာဖြေရတာမဟုတ်ဘူးသူတို့ question လေးမေးတဲ့ဟာလေးကိုဖြေရတာပထမဆုံးကျောင်းသားတို့စာဖြေရမှာဒီဟောဒီက script and vocabulary conversation expression listening reading ဒီဒါစာဖြေရမှာရမှာနော်ကဲခုလက်ရှိကျောင်းသားတို့ဘယ် session ကိုရောက်နေလဲဆိုတာသိကြဟောဒီမှာကြည့်လိုက်session ရဲ့ဘေးနားမှာကိုရောက်နေတဲ့ session နာမည်လေးပါပါတယ် script and vocabulary ဒါဆိုရင်ကျောင်းသားတို့ပထမဆုံးအပိုင်းကိုဖြေနေရတာရမှာနော်ဒါဆိုရင်ကျောင်းသားတို့ရဲ့ပေါ်နေတဲ့မေးခွန်းဒီပထမဆုံးအပိုင်းမှာဖြေနေရတယ် script and vocabulary မှာအများသောအားဖြင့်ခန်းကြီးတွေဒီလိုမျိုးပုံပြပြီးမေးတဲ့ဟာလေးတွေဒီခိုးတိုးပါမေးတာတွေများသောအားဖြင့်ပါတတ်တယ်ပေါ့နော်ဒီဘိုင်းကလွယ်တဲ့ဘက်မှာပါပါတယ်တချို့ကျောင်းသားတွေဆိုတော့ဒီဘိုင်းမှာအားသာတဲ့သူတွေဆိုရင်မြင်လေးပြီးအောင်ဖြေလိုက်ဒီဘိုင်းမှာမြင်လေးပြီးအောင်ဖြေမှသာလေနောက်ပိုင်းမှာ reading ဘိုင်းတို့ listening ဘိုင်းတို့မှာဆိုနည်းနည်းလေးအချိန်ရမှာပေါ့နော်တခုပြောချင်တာက GFT မှာခဏပြောတဲ့အရေးကြီးတဲ့အချက်ဒီကျောင်းသားတို့ time management လုပ်ဖို့အရင်အရေးကြီးပါတယ် GFT စာမေးပွဲဒီတခြား net တက်တွေ GFT တို့လိုမျိုးအခန်းဆောင်ဆရာမတွေကအချိန်ပြည့်တော့မယ်နော်လို့လည်းလာပြောမဲ့သူမရှိဘူးအဲ့ဒီပေးထားတဲ့မိနစ်60အတွင်းမှာဒီ session ၄ခုလုံးပြီးအောင်ဖြေနိုင်ဖို့ဒီကိုတောင်းဝင်မယ်ဖြစ်ပါတယ်ကိုကတွေးနေငေးနေဆွေးနေရင်းနဲ့တပုတ်ပဲဖြေရပြီး59မိနစ်ပြည့်သွားတယ်ဆိုလဲဘယ်သူမှလာပြီးတောင်းဝင်ယူပေးမှာမဟုတ်ဘူးဆိုတော့အချိန်ကို तू ကတတ်မှတ်ထားတာမဟုတ်ဘူးကို management နဲ့ကိုလောက်ရမှာဖြစ်တဲ့အတွက်ကြောင့်ကိုကမဖြေခင်ကလေးကငါဘယ်အပိုင်းမှာတော့ဘယ်နှမိနစ်လေးသုံးမယ်ဥပမာ script and vocabulary အပိုင်းဆိုရင်လွယ်တယ်ဆိုတာခိုးတိုးပါရတယ်မိနစ်ရထားတယ်ခန်းကြီးရထားတယ်ဆိုရင်ဟာလွယ်တယ်ကွာလွယ်တယ်ဆိုဒီဘိုင်းဆိုရင်တော့ငါ9မိနစ်သုံးမယ်10မိနစ်သုံးမယ်စသဖြင့်အစကတည်းက schedule ကိုဆွဲထား conversation expression ဒီ grammar ဘိုင်းကတော့ငါနည်းနည်းအားတာတယ်ငါနည်းနည်းအားနေတယ်အားနေတဲ့အပိုင်းမှာအချိန်ပိုသုံးလို့ရအောင်လို့ကိုအားတာတဲ့အပိုင်းကိုမြန်လေးပြီးအောင်ဖြည့်မြန်ပြီးအောင်ဖြည့်ဆိုတာလည်းပြီးရောဖြည့်ခိုင်းတာမဟုတ်ဘူးဒီမှာတခုပြောချင်တာတစ်ချက်ကကျောင်းသားတို့ဒီမှာဆိုရင် script and vocabulary ဘာကိုရောက်နေပြီအဲ့ဒီမှာမေခွန်းဘယ်နှပုတ်ဖြေရမလဲဆိုရင်မေခွန်းအရေးအတွက်ကိုဟောဒီမှာကြည့်လို့ရပါတယ်ဒီမှာ10ပုတ်နဲ့ဆုံးသွားတယ်ဒါဆိုရင်ဒီအပိုင်းမှာကျောင်းသားတို့မေခွန်း10ပုတ်ပဲဖြေရမှာရမှာနော်မေခွန်း10ပုတ်ပဲဖြေရမယ်ပြီးရင်မေခွန်းနေမကြော်သွားဖို့လည်းအရင်အရေးကြီးပါတယ်ခုလက်ရှိကျောင်းသားတို့ဘယ်မေခွန်းကိုရောက်နေလဲသိချင်ဟောဒီမှာစိမ့်နေတဲ့လက်ရှိစိမ့်နေတဲ့အရာလေးဒီကိုရောက်နေတဲ့ question number ဒါဆိုရင်ဒီ script မှာပေါ်နေတာဒီ script and vocabulary အပိုင်းရဲ့မေခွန်း number 1ကိုရောက်နေတာအဲ့ဒါအောင်မှမသေးကြသေးဘူးဆိုလည်းဟောဒီမှာ question 1ဆိုပြီးအပေါ်မှာလည်းပေါ်သေးတယ်ဒီမှာလည်းကြည့်လို့ရတယ်နော်ဒါဆိုလို့ရှိရင်10ပုတ်မှာဆိုရင်ကျောင်းသားတို့ဒီခုလက်ရှိတပုတ်ကိုပဲခုလက်ရှိ script မှာပေါ်နေတာကြံတဲ့9ပုတ်ကမဖြစ်ရသေးတဲ့အတွက်ကြောင့်အယောင်ကဒီမှာမြင်လာခဲရောင်လေးတွေနဲ့ပေါ်နေတော့ဒါမဖြစ်ရသေးဘူးဆိုတဲ့သင်္ကေတပဲ
ကျောင်းသားတို့ကတချို့ကျတော့လေကွန်ပျူတာနဲ့အသားမကျသေးတဲ့သူတွေကြောင့် click ကိုနှိပ်ရင်းနဲ့ပေါ့နော် mouse ကိုနှိပ်ရင်းနဲ့နှစ်ချက်နှိပ်မိတာတွေဘာတွေဖြစ်သွားတယ်ဆိုရင်တစ်ကနေပြီးတော့တစ်ခါလေ3ရောက်သွားတာရှိတယ်ဒါဥမာပြနော်တချို့ကျတော့တိတ်ပြီးတော့မရင်းနှီးတဲ့သူတွေဆိုတော့ကွန်ပျူတာနဲ့တိတ်မရင်းနှီးတဲ့သူတွေကျတော့ဖြစ်တတ်တဲ့ဟာလေးကိုပြတာဥမာတစ်ကနေဖြည့်ပြီးတော့မှနှစ်ချက်နှိပ်မိပြီးတော့ဇတိုင်းနှိပ်မိပြီး3ကိုရောက်သွားတယ်ဆိုရင်3လေးကတော့စိမ့်သွားမယ်ဒါပေမဲ့2ဒီအယောင်တိုင်းပဲရှိနေမှာဘာလို့လဲကျောင်းသားတို့အဖြေမရွေးရသေးတယ်အဖြေမရွေးရသေးတဲ့ဟာတွေဆိုရင်ကဒီအယောင်တိုင်းပဲရှိနေမှာဆိုတော့ကျောင်းသားတို့အနေနဲ့စာမွေးဖြေတဲ့အခါမှာအပုတ်ရည်အကုန်လုံးကိုတပုတ်ချင်းစီတိုင်းအဖြေရွေးခဲ့ဖို့လိုတယ်ပြီးသွားလို့ရှိရင်ရွေးပြီးသွားလို့ရှိရင်လည်းအဲ့ဒီအပုတ်တွေအကုန်လုံးဒီအယောင်လေးပြောင်းသွားမှာရမယ်နော်ဒီဟာလေးတစ်ချက်စစ်ဖို့လိုတာအပုတ်ရည်ကြော်သွားလို့လည်းမရဘူးကြော်သွားပြီးသွားလို့ရှိရင်လည်းဒီ section တစ်ခုမှာ10ပုံလုံးကိုသေချာစစ်ခဲ့ပြီးပြီဆိုရင်နောက် section ကိုပြောင်းသွားမှာနောက် section ဒီပါလေအခုလက်ရှိဒီ script server vocabulary ဆိုတော့နောက် section က conversation expression ကိုရောက်သွားမှာဒီ section တစ်ခုလုံးကိုသေချာစစ်ပြီးသွားတော့မှဟာရီက finish section ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဒီမှာမြင်လား finish section ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ဟာဒီ script server vocabulary အပိုင်းဒီလော့ကျသွားပါပြီလုံးဝပြန်စစ်လို့မရတော့ပါဘူးပြီးသွားတော့မှ conversation expression ကိုထည့်ရောက်မယ်ပေါ့နော်ဆိုတော့တခုပြောချင်တာကစစ်တဲ့အခါမှာကိုကလေ reading ဖြည့်ပြီးတော့မှဟာငါ script and vocabulary မှာမှားခဲ့တာပဲဆိုပြီးပြန်စစ်လို့မရပါဘူး section တစ်ခုထဲမှာနေတခါတည်းပြီးအောင်စစ်ရမှာပြီးရင်ဟာဒီက finish section ဆိုတာလေးကိုနှိပ်ဒါဆိုလို့ရှိရင်နောက်ထပ် conversation expression ကိုရောက်သွားမယ်ပေါ့နော်ဆိုတော့ဒီမှာကကျောင်းသားတို့အနေနဲ့ section က4ခုရှိရပေါ့နော်တစ်ခုပြီးတစ်ခုအဲ့ဒီ finish section လေးတစ်ခုပြီးတစ်ခုနှိပ်ပြီးသွားရင်နောက်ဆုံး reading ဘိုင်းပြီးသွားလို့ရှိရင်ကျောင်းသားတို့ကိုအဲ့ဒီနေရာမှာက finish section လုံးမပေါ်တော့ဘဲနဲ့ and test တို့ဘာလို့ပေါ်တယ်နော် endn က and test တို့ဘာလို့ endn dst တက်ပေါ့နော်ဆိုတော့ and test တို့အမျိုးပေါ်တယ်အဲ့ဒါကိုနှိပ်လိုက်ပြီဆိုရင်เนาะစာမေးပွဲကတစ်ခုလုံးကြီးပြီးသွားမှာဒါရမယ်เนาะဆိုတော့ဒီတပုံးနဲ့တပုတ်ပြောင်းရင်เนาะခါလေးကနှိပ်လေးကိုနှိပ်ပြီးပြောင်းလို့ရတယ်ကိုကရှေ့ရပုတ်ကိုပြန်သွားခြင်းနဲ့ဆိုရင် buff လေးကိုနှိပ်ပြီးတော့ BACK ဘတ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးတော့သွားလို့ရတယ်ဒါလေးကတော့ကွန်ပျူတာကိုင်တဲ့သူတို့များများတော့သိလိမ့်မယ်မသိသေးတဲ့သူလေးတွေပြပေးတာအဓိကကကျောင်းသားတို့သတိထားမှဒီ session တစ်ခုချင်းစီမှာအပုတ်ရေးမကြံခဲ့ဖို့လိုတယ်တေချာပြည့်စစ်ဖို့လိုတယ်ပြီးရင်အဲ့ဒီ session ကို finish session လုပ်လိုက်ပြီဆိုတာနဲ့ပြန်သွားလို့မရတော့ဘူးနောက်တစ်ခုကျောင်းသားတော်များများပစ္စည်းကိုမေးကြတယ်ဆရာမ listening ပိုင်းမှာမြန်မာလိုကြည့်လို့ရတယ်ဘယ်လိုကြည့်ရမှာလဲဆိုလို့ရှိရင်ကြည့်ကျင်တဲ့သူတွေအတွက်ပြပြရနော်အဲ့ဒီမှာ your language ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒီ your language ဆိုတဲ့ဟာလေးကို click တစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ဒီအောက်မှာဘာသာစကားတွေအများကြီးကြာလာလိုက်မယ်အဲ့ဒီတည်းကမှကိုကမြန်မာလိုသိကျင်တာဆိုရင် Burmese တို့မြန်မာလိုရွေးလို့ရတယ်အဲ့ဒါဆိုလို့ရှိရင် listening ရဲ့မေးခွန်းစာကြောင်းကမြန်မာလိုပြောင်းသွားမှာနော်ဆိုတော့ audio file นี่မြန်မာလိုကြီးလာမှာမဟုတ်ဘူးเนาะဒါကိုလည်းတော်တော်များများမှားနေကြလို့ဆရာမမြန်မာလိုကြည့်လို့ရတယ်မြန်မာလိုကြည့်လို့ရတယ်ဆိုမြန်မာလိုကြည့်လို့ရတယ်ဆိုတာကကျောင်းသားတို့မေးခွန်းစာကြောင်းလေးဥမာဘသူကဘာလုပ်တာလဲစသဖြင့်အဲ့ဒါကိုမသိဘူးဆိုလို့ချင်းမြန်မာလိုကြည့်လို့ရတယ်လို့ပြောတာ audio file นี่မြန်မာလိုလာမှာမဟုတ်ပါဘူးเนาะဒါလေးကိုလည်းပြပေးစင်းလို့ပါကဲဆိုတော့အဓိကကကျောင်းသားတို့ဆောင်းမွေးဖြည့်တဲ့အခါမှာ GFT ဖြည့်တဲ့အခါမှာဘာဒီအရေးကြီးဆုံးလဲအချိန် management လုပ်ဖို့လိုတယ်အချိန် management လုပ်ဖို့လိုတယ်ဆိုတာက session ၄ခုလုံးကိုသူပေးထားတဲ့အချိန်တွင်းမှာပြီးဖို့လိုတယ်ပြီးသွားလို့ရှိရင်လည်းတစ်ခုတတိထားမဲ့ချက်ကိုပြအောင်ပါဟာဒီမှာအချိန်ကပေါ်တယ်ကွာအချိန်ကပေါ်တယ်နောက်ဆုံးतू ကအချိန်နောက်ပြန်သွားရင်လည်းဟာလိုမျိုး000ကြီး तू ကသူဖြစ်သွားတယ်0000000ဆိုပြီးဖြစ်သွားတယ်အဲ့ဒီအချိန်မှာကိုက end test တို့ဘာလို့ဆောင်းမွဲပြီးဆုံးကြောင်းကိုမနှိပ်လိုက်နိုင်ဘူးဆိုရင်ဆောင်းမွဲ auto သူကသူအချိန်ပြည့်သွားတယ်ကိုကစဉ်းစားရင်းနဲ့အချိန်ပြည့်သွားတာကိုမသိလိုက်ဘူးဆိုရင်လည်းအမှတ်မထွက်တာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်ကျောင်းသားတို့ပြောချင်တာကစာမေးပွဲဖြေတဲ့အခါမှာဒါပြည့်လောက်တဲ့နီလာမပြောတာပေါ့နော်တချို့စာအရန်ရတဲ့သူတွေကြောင့်လည်းမိနစ်60လုံးဖြည့်စရာတော့မလို့တချို့နိုင်ဝက်နဲ့ပြီးတဲ့သူတွေလည်းရှိရပေါ့နော်ဒါကတော့တယောက်နဲ့တယောက်မတူဘူးဆိုတော့လေအကြံပေးချင်တာကတော့သူပေးတဲ့အချိန်တိုင်းရအောင်တော့ပြည့်အောင်တော့ဖြည့်ရမှာနော်အစောကြီးတော့ထွက်မလာနဲ့ပေါ့နော်ပြည့်အောင်ဖြည့်ပြီးတတိထားမှာငါနောက်ဆုံးမှာ session ဒီ session တိုင်း remaining မှာ1မိနစ်လောက်ပဲကျန်နေဆိုရင်เนาะအဲ့ဒီ end test ဆိုတာလေးကိုနှိပ်ပြအောင်နှိပ်ခဲ့ပါရမယ်နော်ကိုအကုန်လုံးရွေးပြီးသွားပြီဆိုရင်တော့ end test ဆိုတာလေးကိုနှိပ်ပြအောင်နှိပ်ခဲ့ပါသူ့ဘာသာသူကြီးစာမေးပွဲကိုမပြီးပါစေနဲ့000ဖြစ်ပြီးတော့သူ့ဘာသာသူကြီးစာမေးပွဲပြီးသွားတယ်ဆိုရင်တစ်ခါလေအမှတ်မထွက်တာတွေဖြစ်တတ်ပါတယ်။ကျောင်းသားဒီစာမေးပွဲဖြေနေတာမပြီးသေးဘဲနဲ့အချိန်ပြည့်သွားလို့ရက်လိုက်ရတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတာမလို့အဲ့တခုလေးကိုတော့ဂရုစိုက်ပေးပါနော်။ဆိုတော့နောက်ဆုံး1မိနစ်လောက်ကျန်နေဆိုရင် end test ကိုပြီးအောင်နှိပ်ပြန်ပြောချင်တာက
section တစ်ခုချင်းစီကိုသေချာပြန်စစ်ပြီးသွားလို့ရှိရင်နောက် section ကိုပြောင်းတစ်ခုချင်းစီမှာမိကွန်းတွေအကုန်ဖြည့်ခဲ့လားဆိုတာပြန်စစ်ပါရမယ်နော်ဆိုတော့မြန်မာလိုကြည့်ကျင်တဲ့သူတွေအတွက်လည်းဘယ်လိုလေးလုပ်ရမလဲဆိုတာပြပေးထားပါတယ်ဆိုတော့ဒီကတော့ EG Gallery စမ်းသပ်ဖြစ်ပါတယ် GFD နဲ့ပတ်သက်ပြီးတော့ကျောင်းသားတို့သိချင်တာပဲဖြစ်ဖြစ်ပေါ့နော်တခြားသိချင်တာလေးရှိရင်လည်း comment မှာရှင်းပြမိလို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်နော်